ဒါကတော့ကျမတို့ကြံစိုက်သွားပါပြီကျမတို့လေကင်းလေးတွေကနေဖြတ်ပြီးတော့ကြံစိုက်သွားတာပါလေကင်းလေးကနေဖြတ်ပြီးကြံစိုက်သွားတယ်အခုကျမတို့စိုက်မယ့်နေရာရောက်ပါပြီစိုက်မယ့်နေရာမှာကြံပုံလေးတွေတပုံနဲ့ပုံထားပါတယ်ကြံပုံတပုံလူ2ယောက်ထားပါတယ်အခုကျမတို့စစိုက်ဖို့ရစိုက်နေပြီပေါ့နော်အခုလက်ရှိမှာတော့စိုက်နေပြီစိုက်တယ်ဗီဒီယိုလေးကတိုးသွားတဲ့အတွက်ရှေးကြီးရိုက်လို့မရဘူးမှကျမတို့ကြံနေထည့်ထားတယ်ကျမတို့တယောက်စီကြံနေထည့်ကြတယ်ထည့်ထားတာထည့်လူကထည့်ခုတ်တယ်လူကခုတ်တယ်နောက်ကနေဖုံးပြီးတဲ့လူကအဲ့မှာနွားနဲ့လိုက်ဖုံးရတယ်ဒါကျမတို့ရဲ့တနေ့တာအလုပ်ကလေးပေါ့ပြီးရင်ကျမတို့ခဏနားတယ်နားပြီးရင်ကျမတို့အကျော်စုံလေးနဲ့ရင်းနှီးကြလေးနဲ့စကားလေးတွေပြောရင်းနဲ့တယောက်နဲ့တယောက်အမောဖြေကြတာပေါ့နော်အမောဖြေကြတယ်ပြန်ပြီးစားအလုပ်လုပ်နေပါပြီခဏနားပြီးတော့ပြန်လုပ်တယ်မစကားလည်းပြောရင်အမောလည်းဖြစ်ရင်းနဲ့အလုပ်လုပ်လိုက်စကားပြောလိုက်နဲ့တနေ့နဲ့အဲ့လိုလေးကြံစိုက်တဲ့ချိန်ဆိုရင်12လပိုင်းဆိုကျမတို့ကကြံစိုက်ပြီလေမြေဩဇာထည့်လူကထည့်အရှိကနေမြေဩဇာအဲ့လိုက်ထည့်ကြံပြီးနေအားမြေဩဇာတဲ့ကျမတို့အခု9နာရီဆိုတော့ကျမတို့ပြီးသွားပြီအလုပ်ကကြံစိုက်တဲ့အလုပ်ပြီးသွားပြီတရက်တာကြံစိုက်တဲ့အလုပ်ပြီးသွားပြီအမထွန်းတုံးတွေလဲပဲမော်တင်းဒါကျမစိုက်တဲ့နေရာလေးပစ္စည်းရည်တင်းပါလာတဲ့ပစ္စည်းတင်းနဲ့ပြန်ပါပြီကျမတို့အခုရွာကိုပြန်တော့မယ်ပေါ့နော်ညီလဲစောင်းပြီဆိုတော့လေตายရတယ်နော်ရှူကင်းလေးတွေကလည်းအရန်လာတယ်စိတ်အပန်းဖြေတာပေါ့ပြောမယ်ဆိုရင်ကြံစိုက်လို့မောတယ်ဒီတဘာဝအလှတရားလေးကိုကြီးနေကျမတို့အမောပြည့်တယ်ဒါတဘာဝအလှတရားရဲ့အမောဖြည့်မှုလေးပေါ့တောသူတောင်သားရဲ့တဘာဝအလှကိုရှူဆိုင်နဲ့အမောဖြည့်ရတဲ့အရာသားလေးပေါ့နော်မပြန်နေကျမတို့ရဲ့ရွာဝင်လမ်းလေးရောက်ပါပြီကျမတို့ရဲ့ဒီနေ့တာပြီးဆုံးသွားပါပြီရှင်အားလုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်Bye bye.